ဒါကတော့ဒေါက်တာစိန်ဝင်းရဲ့ဇာပနအခမ်းအနားကိုမယ်ရီလန်းပြည်နယ်မှာမယ်ရီလန်းတက္ကသိုလ်မှာကျင်းပနေတာဖြစ်တယ်။သူကတော့ NCGUB ပေါ့နော်အဝေးရောက်ဒီအမျိုးသားညွန့်ပေါင်းအစိုးရရဲ့ဝန်ကြီးချုပ်ဟောင်းဖြစ်တယ်။အဲ့တော့သူ့ရဲ့အခုဇာပနအခမ်းအနားကိုအခုဆိုရင်ဒါအပရိသတ်တွေပေါ့နော်တက်ရောက်လာပြီးတော့ဆရာရဲ့ဒီဒေါက်တာစိန်ဝင်းရဲ့နောက်ဆုံးခီးကိုလိုက်ပြီးတော့ပို့ဆောင်ကြတာဖြစ်ပါတယ်။အရှင်ဖယားတပည့်တော်တို့သည်ပယ်လွန်ချိန်မှာအသက်83နှစ်ရှိပြီဖြစ်တဲ့ဒေါက်တာစိန်ဝင်းရဲ့ဇာပနအခမ်းအနားကိုမယ်ရီလန်းနဲ့ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့တန်ဃာတော်တွေကြွားချီပြီးတော့လေတရဏဂုံတင်ပေးခဲ့ကြတယ်။အခုမြင်နေရတဲ့အတိုင်းပဲဒီကြံရစ်သူမိသားစုဝင်3ဦးပေါ့နော်။ဇနီးနဲ့ဒီသမီးနဲ့သားဒီကြံရစ်သူမိသားစု3ဦးကနေပြီးတော့အခုဒေါက်တာစိန်ဝင်းကိုနောက်ဆုံးဂါဝရပြုနှုတ်ဆက်နေကြတာဖြစ်ပါတယ်။မြန်မာဒီမိုကရေစီရေးတမိုင်းကြောင်းမှာအရေးပါခဲ့တဲ့အဝေးရောက်ညွန့်ပေါင်းအစိုးရရဲ့ဝန်ကြီးချုပ်ဟောင်းဒေါက်တာစိန်ဝင်းရဲ့ဇာပနအခမ်းအနားကို2009ရွှေဝါရောင်တော်လှန်ရေးကိုဦးဆောင်ခဲ့ကြတဲ့တန်ဃာတော်တွေတချို့တက်ရောက်လာတာတွေ့ရပါတယ်။အဲ့ဒီထဲမှာဆိုရင်မြန်မာနိုင်ငံအချင်းထောင်ကနေမကြသေးခင်ကလွတ်မြောက်လာတဲ့ဦးစေးနဲ့ဇော်လို့လူသိများတဲ့ဥပညာဇောတာနဲ့ဦးစဝနာတို့လည်းပါဝင်ပါတယ်။ဒေါက်တာစိန်ဝင်းဆိုတာကမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးသိထားတဲ့ပုဂ္ဂိုလ်ပေါ့နော်။တခြားလုံးနိုင်ငံတော်ရဲ့အပေါ်မှာတိုင်းသူပြည်သားတွေရဲ့အပေါ်မှာရိုးရိုးသားသားနဲ့တိုင်းပြည်ဖူးဖူးတိုးတက်ဖို့အတွက်လှုံ့ဆော်ပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လေ။ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ပြီးတဲ့အပြင်နောက်တစ်ခါဒီ NCGUB ပေါ့နော်အစိုးရအဖွဲ့ရဲ့လည်းပဲလူကြီးချုပ်လည်းဖြစ်တယ်ပေါ့။တမိုင်းကြောင်းအားဖြင့်လည်းအင်မတန်မှကောင်းတယ်။တိုင်းသူပြည်သားတွေရဲ့အပေါ်မှာနိုင်ငံသားရဲ့အပေါ်မှာစေတနာလည်းထားတယ်ဆိုတော့ဒီပုဂ္ဂိုလ်ရဲ့ဇာပနပွဲကိုဘုံဘုံတို့ဟာဘလို့နီးနဲ့ဖြစ်စေရောက်အောင်ကိုလာရမယ်တာဝန်ဝတ္တရားရှိတယ်။သူ့ဘဝတစ်လျှောက်လုံးဖြတ်သန်းခဲ့တဲ့ဖြတ်သန်းမှုကြောင့်သူကကြီးမြတ်တဲ့ဂုဏ်သိက္ခာတစ်ခုပိုင်ဆိုင်ခဲ့တာဖြစ်တယ်။ဒီဂုဏ်သိက္ခာတွေကြောင့်ပဲလူတိုင်းရဲ့ရင်ထဲမှာနှမျောခြင်းတကယ်ဝမ်းနည်းခြင်းတကယ်တန်ဖိုးထားခြင်းတွေကိုထားပြီးတော့သူထွက်ခွာသွားတာဖြစ်ပါတယ်။ဒီတော့တန်ဖိုးရှိတဲ့လူသားတစ်ယောက်အတွက်ဦးဇင်းတို့ဒါနောက်ဆုံးမဖြစ်မနေဂုဏ်ပြုရမယ့်ချိန်ခါဖြစ်ပါတယ်။ဒါကြောင့်မို့လဲဦးဇင်းတို့မဖြစ်မနေဒီပွဲကိုတက်ရောက်ခဲ့တာပါ။